နေကောင်းလားအခြေအနေဘယ်လိုလဲဆိုတာကိုအင်္ဂလိပ်လို how are you ဆိုပြီးတော့မေးကြတယ် how are you ဆိုတဲ့နေရာမှာတခြားဘယ်လိုမျိုးပြောင်းမေးလို့ရမလဲကြည့်လိုက်ကြရအောင် how is it going how are things how have you been how's everything what's new how's life how are you doing how's your day going you all right how is it with you ကဲဒါဆိုရင် how are you ဆိုတဲ့နေရာမှာတခြားဘယ်လိုပြောင်းမေးလို့ရလဲဆိုတာသိပြီးသွားပြီဆိုတော့ဘယ်လိုဖြေကြမလဲ I'm good thanks doing great not too bad I'm okay could be better I'm fine thanks for asking pretty good you I've been better feeling awesome today hanging in there ကဲဒါဆိုရင်ဘယ်လိုမေးရမလဲဘယ်လိုဖြေရမလဲဆိုတာသိပြီးသွားပြီဆိုတော့မေးကြည့်မယ်နော် How's everything